တခါလေကြတော့အချုပ်ကိစ္စတွေကအမှန်တမ်းပြောလို့လည်းမဖြစ်ဘူးဒါပေမဲ့လိန်လည်းမပြောချင်ဘူးဆိုလို့ရှိရင်အရှင်များပြောခဲ့တဲ့အရိယာပုဂ္ဂိုလ်တွေကသူတို့ကဘယ်လိုပြောမလဲအရိယာပုဂ္ဂိုလ်တွေကသူတို့ကအမျိုးမေးတဲ့ချိန်ကျလို့ရှိရင်သူတို့ပြည့်ရတုံးပြီးတော့ဖြေတယ်ဖြေတဲ့ချိန်မှာစိတ်ထားဘယ်လိုထားပြီးဖြေတာလဲပြီးလို့ရှိရင်စကလုံးဘယ်လိုတုံးလို့ရှိရင်မူသားလည်းမူသားပြောရလည်းမရဘူးဆိုတော့ဟောအဲ့ဒါရှင်းပြပေးလို့ရမှာမသိဘူးဗျာအော်ဘုရားဟောဒေသနာဒီလိုရှိတယ်ဒါပြောလိုက်ပြီးတာပဲကိုပြောတာမဟုတ်ဘုရားပြောတာဒါလိုလိုအဲ့ဒါကြောင့်ဘုရားဟောဒေသနာကိုလေ့လာဖို့ဟောဘုရားကဒီလိုပြောထားတယ်ဒီလိုဟောသွားတယ်ဒါပဲကိုပြောဖို့တချို့ကမိမိတို့ရဲ့အတွေ့အကြုံကိုသူတို့ဘက်ကိုပြောပြခြင်းနဲ့ဆန္ဒမြတ်သောအဖြစ်မရှိကြပါဘူး။ကြောင်လက်သက်ဝတ်တယ်တချို့သူတို့ကောင်းတွေကမသိကြအောင်ပဲဆောင်းပြီးနေကြတော့ပါဘုန်းကြီးတို့စာမှာတောတော်ရဟန်းကြီးတစ်ပါးနဲ့ယဟန္တာမထေရမြတ်ကြီးတစ်ပါးတို့တောကြောင်တစ်ခုမှာသတင်းသုံးတယ်သတင်းသုံးတဲ့အချိန်ကမှဒီနေ့တောတော်ရဟန်းကြီးကဆုံးမသွားရင်းနဲ့ဆေကယဟန္တာမထေရမြတ်ကြီးကိုသူကလှမ်းမေးတယ်အရှင်ဘုရားလောကမှာယဟန္တာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲဒါနဲ့အဲ့ယဟန္တာမထေရမြတ်ကြီးကဘာပြောလဲဩတချို့တို့ဦးဇင်းကြီးတွေဟာအသက်ကြီးမှယဟန်ပြုလာပြီးယဟန္တာပုဂ္ဂိုလ်တော့ကိုတကောက်ကောက်လိုက်နေပြီမဲ့လို့ဒီပုဂ္ဂိုလ်ကယဟန္တာဆိုတာမသိနိုင်ဘူးအဲ့ဒါလောက်ထိခက်တယ်အဲ့လိုပြောလိုက်တယ်အဲ့ဒီလိုပြောတာတော့မှအဲ့တို့ဦးဇင်းကြီးကနားမလဲဘူးဒါကြောင့်သူတို့တဲ့ရတော့တိတ်မပြောလို့ကြပါဘူးနော်